ဒါကတော့ကျွန်တော်ရောက်ခမမဖြစ်ပါတယ်ဝီချဲမှာနှစ်38နှစ်လောက်ရှိပြီသမင်းချက်တယ်သူ့ဟာသူရေချိုးတယ်သူ့ဟာသူအဝတ်လျှော်တယ်အခုကျွန်တော်ဘောင်းပြေတောင်မှသူချုပ်တတ်တယ်ဈေးမှာတော့ချုပ်တာကျွန်တော်ကတော့အဝင်ခွင်ကြမဖြစ်တော့သူကိုတိုင်ချုပ်ပေးနေပါတယ်အရင်တော့ကတော့မင်္ဂလာဈေးမှာဆိုင်ဖွင့်တယ်ခောက်ဆွဲရောင်းတယ်အကုန်လုပ်တဲ့မမရန်ကုန်မြောက်ဒီမေးဆောက်စီပွားရေးကုန်ကူးမဟုတ်လူကုန်ကူးမဟုတ်ဘူးကုန်ကူးတယ်စီပွားရေးလုပ်တယ်စီပွားရေးလုပ်တဲ့ကျွန်တော်မမနံပါတ်ကဖြစ်ပါတယ်မိုက်ထီတော့အောက်ပိုက်သေးသွားတယ်ဟုတ်တယ်ဒါပါဆုံးလူပါသေးတေကြတယ်မမနဲ့မမယောက်ျားဦးမောင်လာပဲမတည်ဘူးတဲ့ဟိုမှာမမအဲ့တော့ကဟွာမအဲ့တော့ကဟွာမမကဂုံနေအိမ်နဲ့ပတ်စံပါသွားတယ်ဆို60တန်45ချက်တန်ကတစ်ပင်မှာဘလူပြနေဆိုလားဟာလာလာမမအဲ့တော့45ချက်တန်တို့900တန်တို့အေး900တန်တို့90တန်တို့လေနော်မမဂုံနေအိမ်အပြစ်ပါသွားတာပေါ့စိတ်တန်တို့အဲ့လိုဖြစ်လာတယ်ဟုတ်တယ်လေအဲ့မှာတစ်ပင်မှာဆိုရင်မိုးရွာတာအဲ့လိုမျိုးဖိုးဖွားရွာတာတစ်ပင်မှာဆိုပတ်စံကတ်နေတာဟာလာမမအရင်တော့ကမမတော့အဲ့တော့ကတောင်းတကုံလာပါလေမြောက်တကုံလာဟုတ်ပါဘူးကြောင်မြောင်းဟောကြောက်မြောင်းမှာမမကကိုပိုင်ဟက်လက်ကားရှိတယ်ဒါမမအမိန်ဖြစ်ပါတယ်